Hello အားလုံးပဲမင်္ဂလာပါ Survive Story YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် American နိုင်ငံမှာနှစ်စဉ်အားလျက်တစ်ခုအဖြစ်ကျင်းပလေးရှိတဲ့ Memorial Day ဆိုတာဘာလဲ Memorial Day အကြောင်းကိုဇာတ်နဲ့အတူတူလေ့လာကြည့်ကြရအောင်နော် Memorial Day ကမေလရဲ့နောက်ဆုံးတနင်္လာနေ့မှာကျင်းပလေးရှိတဲ့အားလျက်တစ်ခုပါ Memorial Day ရဲ့အစကပြည်တွင်းစစ်ပြီးကစားအချိန်မှာဖြစ်ပေါ်လာတာပါ1865ခုနှစ်စစ်ပွဲကြီးပြီးဆုံးတော့လူပေါင်း6သိန်းကျော်သေဆုံးခဲ့ပြီးအဲ့ဒီသူရဲကောင်းတွေကိုအောက်မေ့မှတ်တမ်းတင်ဖို့ American နိုင်ငံအနှံ့ပြားမှာစိတ်ဆန္ဒတွေပြင်းထန်လာခဲ့ကြပါတယ်မျိုးသမီးများဦးဆောင်တဲ့အုပ်စုကစစ်တီတွေရဲ့တင်ញိုင်းကိုအလှဆင်ဖို့စတင်ခဲ့ကြပါတယ်1868ခုနှစ်မှာတော့ General John A. Logan ဆိုတဲ့သူကမေလ30ရက်နေ့ကို Decoration Day အဖြစ်သတ်မှတ်ပြီးစစ်တီတွေရဲ့အုပ်ဂူတွေကိုပန်းတွေနဲ့အလှဆင်ဖို့တိုက်တွန်းခဲ့ပါတယ်။အဲ့ဒီနေ့ကိုတဖြည်းဖြည်းနိုင်ငံနှံ့ပြားမှာကျင်းပလာကြပြီးနောက်ဆုံးမှာတော့ Memorial Day လို့အမည်ပြောင်းခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်ပြီးနောက်ဒီအားလျက်ကိုစစ်ပွဲအလုံးမှာကျဆုံးခဲ့တဲ့စစ်မှုထမ်းအလုံးကိုဂုဏ်ပြုဖို့ရည်ရွယ်ပြီးတိုးချဲ့ခဲ့ပါတယ်1982ခုနှစ်မှာတော့ American လွှတ်တော်က Memorial Day ကိုမေလနောက်ဆုံးတနင်္လာနေ့အဖြစ်တရားဝင်သတ်မှတ်လိုက်တာပါပဲအဲ့ဒီနေ့မှာတော့စစ်မှုထမ်းများရဲ့ဆွတ်လွတ်အနစ်နာခံမှုကိုအမှတ်ရကြပြီးအထိမ်းအမှတ်အခမ်းအနားတွေစီတန်းလှည့်လည်ပွဲတွေနဲ့တင်ញိုင်းတွေမှာတွားရောက်ကြွားပြုလိရှိကြပါတယ်ဒါကတော့ American နိုင်ငံမှာနှစ်စဉ်အမှတ်တရနေ့အဖြစ်ကျင်းပနေစေဖြစ်တဲ့ Memorial Day စတင်ဖြစ်ပေါ်လာတဲ့သမိုင်းကြောင်းလေးပဲဖြစ်ပါတယ်ရှင်ဒီဗီဒီယိုကတော့ American နိုင်ငံရဲ့မေလ26ရက်နေ့မှာနှစ်စဉ်ကျင်းပလေးရှိတဲ့အားလျက်တစ်ခုဖြစ်တဲ့ Memorial Day ဖြစ်ပေါ်လာတဲ့သမိုင်းကြောင်းနဲ့ American နိုင်ငံတဝန်းမှာဆိုင်ခွဲပေါင်း1054ဆိုင်ဖွင့်ထားတဲ့ Best Buy ဆိုတဲ့ electronic အယောင်ဆိုင်ကြီးမှာ Memorial Day အထိမ်းအမှတ်အဖြစ် electronic ပစ္စည်းအမျိုးမျိုးကိုရှော့ဈေးတွေပေးပြီးရောင်းချလိရှိပါတယ်။ Memorial Day မှာဇန်လဲဘာပစ္စည်းတွေကိုအမှတ်တရအဖြစ် Best Buy ကနေဝယ်လာခဲ့တယ်လေဆိုတာကိုစက်ကြည့်ပေးအောင်နော်။ဇန်က Best Buy ကနေပြီးတော့ MacBook Pro 40 inches memory အနေနဲ့16 GB M4 chip လေးဝယ်လာခဲ့တယ်။ရွေးချယ်စရာတော့အယောင်2ယောင်ရှိရယ်။အမဲရောင်နဲ့ငွေရောင်လေး။ဘာရွေးရမှမသိရနဲ့အဲ့ရဝန်ထမ်းလေးကိုမေးကြည့်လိုက်တယ်။ဘာရောင်ရွေးကောင်းမလဲပေါ့နော်။သူကအကြံပေးတာတော့အမဲရောင်ကတော့easily fingerprint ဖြစ်တယ်တဲ့။ခိုင်လိုက်လို့ရှိရင်လက်ရဖြစ်လွယ်တယ်ပေါ့။ silver လေးကတော့လက်ပွေရဖြစ်မလွယ်ဘူးဆိုတာနဲ့သူကြံပေးလို့ silver လေးပဲယူလာခဲ့တယ်။အခုဇန်ဝင်လာခဲ့တဲ့ MacBook Pro 14 inches လေးကမူရင်းစေး$1599 Memorial Day sale ရှိလို့150ရှော့ပြီးလို့$1452ပဲသွားကြတယ်။ Tax က$128နဲ့59ပြား Tax အပါအဝင်$1588နဲ့58ပြားကျခဲ့ပါတယ်။ဝယ်သွားပြီးတော့နှစ်ပတ်အတွင်း return လာလို့ရှိရင်လက်ခံတယ်။တကယ်လို့နှစ်ပတ်ပြည့်လို့မှလာမလဲဘူးတကယ်ဝယ်ရသေးကြပြီဆိုရင်ကိုယ့်ရဲ့အကောင့်ထဲကို$85ပြန်ပြီးတော့ပေးမယ်ဆိုတဲ့အစီအစဉ်လေးရခဲ့တယ်။ MacBook 14 inches ကို16 GB နဲ့24 GB ကိုသူက$400လောက်ကွာတယ်။ဇင်ကတော့16 GB ထဲကပဲဝယ်ခဲ့ပါတယ်။ဇင်ရဲ့ Best Buy မှာ Memorial Day shopping vlog လေးကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်ရှင်။ဇင်ရဲ့ YouTube channel လေးကိုလည်း like, follow နဲ့ subscribe လုပ်ပြီးတော့အားပေးခဲ့ပါဦးနော်။ MacBook Pro unbox လုပ်တဲ့ video လေးမှာပြန်တွေ့ကြမယ်နော်။ Bye bye